ဒီဇလန်လေးကဟာတာလေးနော်ပြီးအက်ရှင်ပိုင်းမှာလည်းအလန်းစားရိုက်ကူးထားတဲ့ The Shaolin Boy ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ကဲဇလန်လေးမစခင်မှာကြိုးပြောထားပါရစေ။ဒီဗီဒီယိုထဲမှာဇလန်အဆုံးအထိပြပြသွားမှာမို့လို့ spoilers တွေပါဝင်နေဆိုတာသတိပြုပေးပါအောင်နော်။ဇလန်အစမှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်အသက်ချုံးနေအရွယ်လီဆိုတဲ့ဦးစင်လေးနဲ့မိတ်ဆက်ပေးပါရစေ။လီကငငယ်လေးကတည်းကရှောင်းလင်းကျောင်းတော်မှာကြီးပြင်းပြီးတိုင်းပညာတွေကိုဒီဇိုင်းမှတ်သင်ယူခဲ့တာပါ။ဒီနေ့တော့သူကျောင်းတော်ကနေထွက်ခွာခွင့်ရဖို့အတွက်သူ့ရဲ့စီနီယာတွေကိုတိုင်းပညာနဲ့ရှင်းပြိုင်အနိုင်ယူပြရတော့တယ်။လီကစီနီယာတွေကိုခါညွတ်နှုတ်ဆက်ပေးတာနဲ့ရုတ်တရက်ဖုန်ကြီးတစ်ပါးကဘေးကနေဟွတ်ခနဲ့ဝင်တိုက်လိုက်ပါလျော။ဒါပေမဲ့ကျွန်တော်တို့ရဲ့လီကတော့ခေသူမဟုတ်ဘူးဗျ။အမတ်မထင်တိုက်ခိုက်ခံရပေမဲ့ရှလက်တပြရှောင်းလိုက်တာဖြတ်ခနဲ့ပဲ။နေရန်ကိုစောင့်မိသွားပေမဲ့လည်းဘောလုံးလေးတစ်လုံးလိုပြန်ကန်ထွက်လာပြီးလေထဲမှာတရဇက်ကန်ချက်တွေနဲ့ပညာပြလိုက်တာပထမတစ်ယောက်တော့ဝါချင်းတောင်းထဲမှာဒုက္ခရောက်ပြီးရှုံနေတော့ပါတော့တယ်ဒုတိယတစ်ယောက်ကတော့ဓာတ်နှစ်လက်နဲ့ဝင်တိုက်တာပါလီကအေးအေးဆေးဆေးပဲဓာတ်တွေကိုလူယူပြီးလက်နက်မဲ့အောင်လှုပ်လိုက်တဲ့အခါမှာတော့အဲ့ဒီစီနီယာလည်းအရှုံးပေးလိုက်ရတာပေါ့နောက်ဆုံးကျန်နေတာကတော့တရားထိုင်နေတဲ့စီနီယာကြီးပါသူကတော့တကယ်အစ်စ်မင်တိုင်သမားဗျလီအနာကိုကတ်သွားတာနဲ့စီနီယာကြီးကမျက်လုံးတောင်မဖွင့်ပဲပူဒီစေတဲ့စေကိုလက်လဲပြီးပစ်လိုက်တာအလင်းပြန်မှုကြောင့်လီမျက်စီတွေပြဝေသွားပါလီရောစက္ကန့်ပိုင်းအတွင်းမှာပဲလီကိုမှတ်ပြီးမြေပြင်ပေါ်စောင့်ချလိုက်တာပေါ့အားလုံးကလီရှုံးပြီလို့ထင်နေတော့မှလီကရှော့တိုက်ပြီးရှောင်းထွက်လိုက်ပြီးတော့ရင်ဘတ်ကိုပြန်ကန့်လိုက်တာနောက်ဆုံးမှာတော့လီပဲအနိုင်ရသွားပါနဲ့ဒီလိုနဲ့လီကအမှတ်တင်လာမှာ88မှတ်အထိရခဲ့ပြီးသူအတိုက်ရွယ်နဲ့ဆိုရင်တော်တော်လေးကိုချီကျူးစရာကောင်းနေခဲ့တာပါအခုဆိုရင်လီကမြို့ပေါ်ကကျောင်းတစ်ခုမှာ exchange student အဖြစ်တွားတက်ရတော့မှာပါသူနေရမယ့်အိမ်ကတော့ကျောင်းထိုင်ဆရာတော်ကြီးနဲ့ခင်မင်းနဲ့ဒေါက်တာဟန်တို့အိမ်ပေါ့ဒေါက်တာဟန်ကတော့ထပ်မြတ်တဲ့တေပံပညာရှင်တယောက်ပါသူဇနီးဆုံးပါသွားပြီးကလေးကအလုပ်ထဲမှာပဲစိတ်နှစ်ထားခဲ့တာအခုလဲသူကလူဆိုးကိုင်းတွေမျက်စိကျနေတဲ့လျှို့ဝှက်စပစ္စည်းတစ်ခုကိုတီးထွင်နေတာပါဒေါက်တာဟန်ကသူ့ကလေးတွေအထက်လက်ဆောင်မှုလေးတစ်ခုပို့ပေးလိုက်ပြီးအဲ့ဒီထဲမှာပန်ဒါရုပ်လေးတစ်ရုပ်ပါဝင်ပါတယ်တကယ်တော့အဲ့ဒီပန်ဒါရုပ်လေးကတာမန်အရုပ်မဟုတ်ဘူးဗျာဒေါက်တာဟန်တီထွင်ထားတဲ့ AI စနစ်ပါဝင်တဲ့စက်ပစ္စည်းပါအဲ့ဒီအရုပ်ကနေသူတို့အမေရဲ့အတန်းနဲ့စကားပြောနေတာဖြစ်လို့ကလေးတွေအသက်တော့အရှမ်းကိုတန်ဖိုးရှိတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒေါက်တာဟန်ကိုလူဆိုးကိုင်းခေါင်းဆောင်လာပြီးကဖမ်းဆီးသွားပါတော့တယ်လူဆိုးတွေကအဲ့ဒီပန်ဒါရုပ်ထက်က data တွေကိုလိုချင်နေကြတာပါသူတို့ကအယုတ်ကိုလူဖို့တဲ့ sloppy နဲ့ fit ဆိုတဲ့လူဆိုးနှစ်ယောက်ကိုလွတ်လိုက်ပါတယ်ဒီလူဆိုးနှစ်ယောက်ကတော့ကြည့်ရတာလူဆိုးနဲ့ထက်လူပြက်နဲ့ပိုတူနေတယ်ဗျာသူတို့ကလူမသိအောင်အိမ်ထဲဝင်ဖို့ကြိုးစားပြီးမဲ့မအောင်မြင်ခဲ့ပါဘူးတစ်ဖက်မှာလည်းလီတယောက်မြို့ပါလူနေမှုစနစ်နဲ့အသားကျအောင်ကြိုးစားနေရပါတယ်သူကညဘက်မှာတရားထိုင်ခြင်းပြီးမဲ့ယူက game ဆော့နေတော့တယောက်နဲ့တယောက်အနှောက်ယှက်ဖြစ်နေကြတာပေါ့ဒါပေမဲ့မကြခင်မှာပဲလီလည်း game နဲ့စိတ်ပါသွားပြီးတယောက်သား game တူတူဆော်ရင်တငယ်ချင်းတွေဖြစ်သွားကြပါတယ်တရားထိုင်တဲ့ထက် game ဆော်တာကပိုပျော်ဖို့ကောင်းတယ်ဆိုတာလီလက်ခံသွားတဲ့ပုံပါပဲနောက်တနေ့မနေ့ကြောင်းသွားတဲ့အချိန်မှာတော့လန်ကပန်ဒါအယုတ်လေးကိုလွဲအိမ်မှာချိတ်သွားပါတယ်လူဆိုးစလော်ပီကဒါကိုမြင်သွားပြီးအယုတ်ကိုလူပြေးပါတယ်ရောဒါပေမဲ့သူလူမိတာကရှောင်းလင်တိုက်သမားလေးလီစီကကြာလီကခွေခနဲ့ခုံတက်လိုက်ပြီးနောက်ပြန်ကျွန်းဒီပစ်ပြီးလူဆိုးကိုလိုက်ပါတော့လေဖုန်းနဲ့လီနေရောက်ပေါင်းပြီးလူဆိုးကိုကောင်းကောင်းကြီးပညာပေးလိုက်တာပေါ့နောက်ဆုံးမှာတော့လူဆိုးကြီးကိုအမိုက်ပုံနဲ့ထည့်ပြီးလမ်းဘေးကိုထွန်းချလိုက်တာတော်တော်လေးကိုကြည့်လို့ကောင်းတဲ့အကွက်ပါပဲကျောင်းရောက်တဲ့အခါမှာတော့အတန်းဖော်ဒီကဦးစင်းလေးလီကိုတွေ့ပြီးအရန်အံ့ဟောသွားကြပါတယ်အားကစားချိန်ရောက်တော့နီးပြကကြန့်ခိုင်းရေးစစ်စင်မှုရှိမယ်လို့ကြေညာလိုက်ပါလေတော့အဲ့ဒီမှာတင်ကျွန်တော်တို့ရဲ့ပိုက်ဘူးလေးယူကြောက်တော့မျက်နှာကြီးညိုးသွားတာပေါ့ကဲပြိုင်ပွဲလေးစလိုက်ရောလီရဲ့အစွမ်းကစပြပြီမျိုး100မီတာပြေးပြိုင်တာတခြားကလေးတွေတပတ်တောင်မဖြစ်သေးဘူးလီကနှစ်ပတ်ဖြစ်ပြီးအေးဆေးဆေးထိုင်တောင်နေပြီနောက်ပြီးတိုက်ထိုးတာဒါတွေမကသေးဘူးနော်လက်တစ်ဖက်ထင်းနဲ့တိုက်ထိုးပြအယုံတွေမကဘူးခန္ဓာကိုယ်ကိုဇောက်ထိုးကြီးလို့ပြီးတိုက်ထိုးပြလိုက်တာတချောင်းလုံးပစတ်ဟောင်းလောင်းထွက်သွားကြတာပေါ့တစ်ဖက်မှာလဲလူဆိုးကောင်းဆောင်လာရီကပန်ဒါအယုတ်ကိုရသွားပြီမဲ့ password မရှိတော့ data တွေကိုဖွင့်မရဘူးအိမ်မှာလူဆိုးတွေကဒေါက်တာဟန်အယောင်ဆောင်ပြီးလန်ကိုအိမ်ပင်ခေါ်ထုတ်ကဖန်ကားနဲ့ပြန်ပေးဆွဲသွားပါတော့လေဒါကိုလီနဲ့ဖွယ်ကမြင်သွားပြီးစပိန်လေးတွေနဲ့ဖန်ကားတော့တရချမ်းလိုက်ကြပါတော့
ဓာတ်ခွဲခန်းထဲမှာလာရီကလန်ကို password ပြီးတဲ့အခါလန်ကအရန်ကြောက်ပြီးဘာ password လဲ what password လို့အော်မိလိုက်တဲ့အချိန်မှာ and all ဟိုကောင်တာက what password ဆိုတာက password အမှန်ကြည့်နေတာပဲဗျာစက်ပွင့်တော့ပါလေတော့အပြင်မှာတော့လီနဲ့ဖောင်ကလူဆိုးတွေကိုတရက်ဆက်တိုက်ခိုင်းနေပါတယ်ယူကလည်းသူ့အဖေနဲ့အမေကိုရှိုးဝှက်စွာကယ်ထုတ်လိုက်တယ်လာရီကဒေတာတွေပါတဲ့လက်ဆွဲတကားကိုယူပြီးထုတ်ပြေးဖို့စူးစမ်းပေမဲ့ဒေါက်တာဟန်တို့တားပြီး3ယောက်ပေါင်းပြီးလာရီကိုဝိုင်းတမလိုက်တာလာရီခင်ဗျဖျားချက်သွားတယ်နောက်ဆုံးမှာတော့ရဲတွေရောက်ပြီးလူဆိုးအားလုံးကိုဖမ်းသွားတယ်ကျောင်းအုပ်ကြီးကလည်းလီနဲ့ယူတို့ကိုသူ့ရဲကောင်းစုတွေပေးလိုက်ပြီးဇလန်းလေးကတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပြီးဆုံးသွားပါတော့တယ်ကဲရှောင်းလင်းဦးစင်းလီရဲ့ action ဟာတာဇလန်းလေးကတော့ဒါပါပဲဒီလိုဇလန်းအနည်းချိုလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဖီလိုကားမျိုးကိုကြည့်ချင်သေးလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါဦးကျေးဇူးတင်ပါတယ်ဗျာ